Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမမော်စီရေးသားထားတဲ့စာသားတွေကိုဖတ်ပြပေးကြပါရရှင်ဒီဟာလေးကိုသိကွဲနေတဲ့သူတွေအကုန်မှုအောင်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်နားထောင်ကြပါရရှင်ဆုံးဖြတ်ဆုံးဖြတ်ကြပါအောင်ရှင်စိတ်ကိုနာကျင်စေခဲ့တဲ့ကိုယ့်ဘဝကိုချိုးဖျက်ပြစ်လိုက်တဲ့အရာတွေစီကိုပြန်သွားနေခြင်းကစိတ်သက်သာမှုမရနိုင်ဘူးလေတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ဘဝမှာကိုယ့်ရဲ့စိတ်ကိုနာကျင်စေတဲ့အကြီးကျယ်ဒဏ်ရာတွေပေးခဲ့တဲ့ဘဝတစ်ခုလုံးကိုချိုးရှိဖျက်ဆီးပြလိုက်တဲ့အရာတွေလူပုဂ္ဂိုလ်တွေအရှိန်တွေဟာအမျိုးစုံရှိတတ်ကြတယ်။ဒါပေမဲ့တော်တော်များများကအဲ့ဒီနေရာတွေစီပြန်သွားနေတတ်ကြပြီးဘဝကိုမို့မလုံးနိုင်ကြဘူး။ရှေ့ကိုဆက်မသွားနိုင်ကြဘူး။တကယ်တော့မိမိကိုယ်ကိုကုစားခြင်းခရီးစဉ်ဟင်းလင်းကြနေဆိုတာနောက်ကိုပြန်သွားနေတဲ့ခရီးမရောက်နိုင်ဘူး healing process မှာ moving forward ပဲရှိရတယ် moving backward ဆိုပြီးနောက်ကိုပြန်သွားနေတယ်ဆိုတာဘယ်တော့မှ healing မဖြစ်စေနိုင်ဘူးတရားတွေကိုမကုစားနိုင်ဘူးဒီစာသားလေးတွေပဲဖြစ်ပါတယ်ဒီစာသားလေးတွေကလိုမျိုးပဲဘယ်လိုတွေတစုံတစ်ခုစီကနေပြီးတော့မှမို့အလုပ်တွေဆိုလို့ရှိရင်ဒီကိုမို့အလုပ်တဲ့အရာနဲ့ပတ်သက်နေတဲ့အကြောင်းအရာကိစ္စတစ်ခုလူပုဂ္ဂိုလ်အဲ့ဒီဟာတွေကနေပြီးတဲ့အခါကျတော့မှအဖွေးဆုံးကိုတွားရတယ်ဥပမာကိုရဲ့အချိန်တော့ optimization တွေကိုပြန်ဖတ်တာမျိုးတွေပြီးရင်နှစ်ယောက်သူရှိခဲ့ပို့တဲ့ memory တွေဒါတွေကိုတင်ထားတာမျိုးတွေမလုပ်သင့်ပါဘူးပြီးရင်တချို့တွေကတော့ရှိရပါတော့ကိုရဲ့အမှတ်တရတွေစီရှိနေတဲ့နေရာတွေကိုပြန်သွားတာမျိုးတွေလုပ်တယ်လုံးဝမလုပ်ပါနဲ့ဒါကမှားညွန့်နေတဲ့မှုအလုံးကြီးတွေပါပထမဆုံးနေတဲ့မှုအလုံးပဲဆိုလို့ရှိရင်ပတ်သက်သမျှအရာတွေအလုံးကိုဖြတ်ထောက်ပြတာပဲဖြစ်ပါတယ်ရှိခဲ့တဲ့အမှတ်တရတွေရှိခဲ့မှုတဲ့ memory တွေ photo တွေဒီဓာတ်ပုံအလုံးအရာအလုံးကိုဖြတ်ပြလိုက်တာကမှုလုံးဝကိုမှလွဲကူပါတယ်အဲ့လိုမျိုးတွေပြန်ကြည့်နေတာပြန်သွားနေတာတွေကဒီဆရာမပြောထားတဲ့အတိုင်းပဲပေါ့နော်လုံးဝကိုမှ moving forward မဟုတ်ဘဲနဲ့ moving backward ဖြစ်နေတဲ့အတွက်ကြောင့်မလို့ healing လုံးဝမဖြစ်ပါဘူးအဲ့လိုမျိုးလေးအကြံပေးချင်ပါတယ်ရှင်ဆုံးဖြတ်နာဆင်ပေးတဲ့အတွက်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်အများကြီးဖတ်ပြအောင်ပါမလို့မေရဲ့ page ကို like and follow လေးလုပ်ပေးထားကြပါအောင်ရှင်